ခိုင်ပြည်နယ်ရေးကိစ္စနဲ့ပတ်သက်လို့သမ္မတဦးသိန်းစိန်ပြောဆိုခဲ့တဲ့စကားအပေါ်ထောက်ခံတဲ့အနေနဲ့စက်တင်ဘာလ2 ရက်နေ့ကနေစတင်ပြီးဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ဆရာတော်ဦးဝီရသူဦးဆောင်တဲ့မန္တလေးမြို့တန်ဃာထုနဲ့ပြည်သူတွေစက်တင်ဘာလ3 ရက်နေ့မှာဆက်လက်ဆန္ဒထုတ်ဖော်ပြသခွင့်ပြိပင်ခံခဲ့ရတယ်လို့သိရပါတယ်။သတ်မှတ်ထားတဲ့စီကံ40ထဲမှာလည်းပဲနောက်ကတန်ဃာတွေလူတွေမပါရဆိုတာမပါဘူး။အဲ့တော့နောက်ပါအင်အားမပါရလို့မပါဘူး။ကျိုးဝိုင်းတရားအတွင်းကျိုးဝိုင်းထားပါဘေးလူတွေဝင်လို့မရအောင်ဆောက်ရှောက်ပါလို့ဦးဇင်းတို့တွေကဘေးလူတွေဝင်လို့မရအောင်စိတ်တုံးလေးတွေလောက်ထားပါလေစတေကာလေးကတ်ထားအဲ့စတေကာမပါတဲ့လူမှန်သမျှဦးဇင်းတို့ကျိုးဝိုင်းနဲ့ဝင်မပေးပါဘူးဝင်တာတွေ့လို့ရှိရင်လည်းဆွတ်ထုတ်ပြီးတော့တခြားနေရာဦးဇင်းတို့သူတို့လူတွေတွေကိုထည့်ပေးလိုက်ပါတယ်နော်အဲ့တော့သူတို့ကိုယ်တိုင်ကသူတို့ချမှတ်ထားတဲ့စီကံဥပဒေနဲ့မညီဘဲနဲ့အဲ့ဒီသူတို့ချထားတဲ့ဥပဒေကိုချိုးဖောက်လို့အခုလိုဒုတိယကြီးဖြတ်သိမ်းလိုက်တယ်ဆန္ဒပြသူတွေဟာမန္တလေးတိုင်းအတွင်းတနေ့ကို2မြို့နယ်စီတရားဝင်ဆန္ဒထုတ်ဖော်ခွင့်3ရက်တာရရှိခဲ့ပေမဲ့ဒုတိယမြောက်နေ့မှာပဲတပ်ဆိုင်ရာအာဏာပိုင်တွေကဆန္ဒထုတ်ဖော်ခွင့်ကိုပြန်လည်ရုပ်သိမ်းခဲ့တာပါဒါပေမဲ့လည်းတန်ဃာပါ100လောက်နဲ့မန္တလေးမြို့ကပြည်သူရောက်900ကျော်ဟာစက်တင်ဘာလ3 ရက်နေ့မှာတမရကြီးကျမ်းမာပါစီရိုဟင်ဂျာလိုမရှိလို့ကြွေးကြော်ပြီးပြည်ကြီးတကုံမြို့နယ်နဲ့ချမ်းရေးသာဆန်မြို့နယ်တွေမှာဆက်လက်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်စက်တင်ဘာလ2 ရက်နေ့တရားဝင်ဆန္ဒပြခွင့်ရတဲ့နေ့မှာတော့တန်ဃာတော်တွေနဲ့မြို့ကန်ပြည်သူ1000လောက်ဟာမန္တလေးမြို့မဟာအောင်မြေမြို့နယ်နဲ့ချမ်းမြေသာဆန်မြို့နယ်တွေမှာ2နေရာခွဲဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်ပါတယ်ပြည်ရင်းမွတ်စလင်တွေရဲ့အေးစစ်စစ်နေတာတွေကိုဦးဇင်းကလုံးဝပြောလို့ဘူးဦးဇင်းကိုယ်တိုင်ကအဲ့မွတ်စလင်ဆိုတဲ့တရားမသုံးလို့အခုချီးတက်လာတဲ့သံဃာတွေလူလူကလည်းလုံးဝကိုမွတ်စလင်ဆိုတဲ့တရားတစ်လုံးမပါပါဘူးကလားဆိုတဲ့တရားတစ်လုံးပါပါပြည်ရင်းမွတ်စလင်တွေကိုဒီစကားလေးတစ်ခုနဲ့တောင်မှဒီဟုတ်ကဲ့သူတို့စိုးရိမ်အောင်ကြောက်လန့်အောင်ဒီ6လန့်လာလို့ချင်း6တာလို့လုံးဝမရှိပါဘူးတကယ်ကိုရိုဟင်ဂျာမှရိုဟင်ဂျာပါကျမ်းပတ်သမားတွေကိုပဲရည်ရွယ်ပြီးတော့အဲ့ဒီလိုပဲဒီကနေ့မှလည်းမန္တလေးမြို့တန်ဃာတော်တွေနဲ့မြို့ကန်ပြည်သူတွေတမနာကြီးကိုထောက်ခံကြောင်းဆက်လက်ဆန္ဒထုတ်ဖော်ခဲ့ကြတယ်လို့သိရပါတယ်ပြီးခဲ့တဲ့ဇူလိုင်လ17 ရက်နေ့ကတမရဦးသိန်းစိန်ဟာကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးမစ္စတာအန်တိုနီယိုဂူတာရက်စ်နဲ့တွေ့ဆုံစဉ်မှာဘင်္ဂလီရိုဟင်ဂျာတွေကိုမြန်မာနိုင်ငံမှာလက်ခံထားရှိဖို့မဖြစ်နိုင်တယ်လို့အဲ့ဒီသူတွေကိုဒုက္ခသည်စခန်းအတွင်းထားပြီးကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံးကနေကျွေးမွေးဆောက်ရှောက်ထားရင်းတတိယနိုင်ငံကြီးတွေစီပို့ဖို့ပြောဆိုခဲ့တာဖြစ်ပါတယ်ခင်ဗျာ